သမီးဉာဏ်ရှိတဲ့သူကိုအမှန်တရားအကြောင်းရှင်းပြတဲ့အခါစကလုံးတစ်လုံးလေးနဲ့ပဲလုံလောက်ပေမဲ့ဉာဏ်နေတဲ့သူကိုထပ်တလဲလဲရှင်းပြပဲအချင်းကြီးပဲသူပြင်တော့ငါပြောတာမှန်တယ်ငါလုပ်တာမှန်တယ်ငါမှငါပဲဆိုပြီးတော့အတ္တကြီးတဲ့လူကိုအမှန်တရားသွားရှင်းပြဖို့ကြိုးစားရင်တော့သမီးနွားကိုပလာတာကျွေးတယ်လို့ပဲနွားကလည်းစားမှလည်းမဟုတ်ဘူးသိမှလည်းမဟုတ်ဘူးဗမာစကားပုံတစ်ခုကကျွဲပါဆောင်တီးတယ်ဆိုတာမှတ်မိလားမသိအဲ့ဒါလိုပဲဘလောက်ပြောသူကခေါင်းနဲ့ဝင်မှာမဟုတ်သမီးချုပ်ညံနေတဲ့လူကြတော့ကျိုးနဲ့အကြောင်းနဲ့ပြောပြလဲသူကညံနေတဲ့အခါမစဉ်းစားမဆင်ခြင်နိုင်ဘူးတစုံတယောက်သောသူရဲ့စကားတွေတစုံတယောက်သောသူရဲ့ဝါဒမှိုင်းတွေမိနေပြီးတော့ဘလို့ရှင်းပြမရဘူးသူ့စိတ်ထဲမှာဒါပဲအမှန်ထင်နေတာမျိုးကြရင်တော့သမီးရှင်းပြလဲအလကားပဲသမီးရံများရုံပဲရှိမယ်ပြီးတော့ကိုပြောတာကိုလည်း तू ကကိုယ်လေးစားလိုက်နာမှလည်းမဟုတ်ဘူးပြီးတော့ကိုတော့ तू ကပြန်တယောကောင်းတယောနေလိမ့်မယ်ဒါကြောင့်မလို့အမှန်တရားနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်ကောင်းရမွေရအကြောင်းပဲဖြစ်ဖြစ်တစုံတယောက်ကိုပြောရမယ်ဆိုရင်အဲ့ဒီသူဟာအသိဉာဏ်ရှိတဲ့သူလားဉာဏ်မဲ့တဲ့သူလားဆိုတာတော့သမီးကြိုစဉ်းစားပြီးတော့မှပြောတော့သမီးလေးပင်ပန်းပြီးတော့ရန်တွေ့ခံမှဆိုလို့ပါ